ကြောက်ကတခုရောင်းတာနဲ့350 200ကြားရနေလို့လူငယ်တွေကြားဟော့ဖြစ်နေတဲ့ဒီကိစ္စလေးကိုတချို့မိဘတွေသိစေချင်လို့ပြောပြပေးတာပါတကယ်တော့ဒီကိစ္စတွေကအခုမှဖြစ်တာတော့မဟုတ်ဘူးပေါ့နော်လွန်ခဲ့တဲ့2014 2015ဝန်းကျင်တွေကနေပေါ့ဒါစဖြစ်နေတာပေါ့အဲ့တော့ကတော့တစ်ခုရောင်းရင်80ကနေ90ကြားရတယ်အခုကတော့150 200ကြားရပါတော့အခြေခံလူတန်းစားမဖွာလာတဲ့ကလေးတော်များများဟာအခုနီးပညာရေးရတဲ့တိုးတက် IT ပစ္စည်းရတယ်ညားလာတဲ့အခါကျကိုမိဘကနေပြီးတော့ဒီပစ္စည်းတွေကိုမပေးနိုင်သူတို့ကိုယ်တိုင်သွားပြီးထုတ်ရောင်းနေတာအခုတလောတအားကိုများလာတယ်တကယ်တော့လေဒီကိစ္စကကျမတို့နိုင်ငံနဲ့ဖြစ်နေရတော့မဟုတ်ဘူးနိုင်ငံတကာမှာကာယကရှင်ကိုယ်တိုင်ကလာရောက်ရောင်းရင်သူတို့လက်မှတ်ထိုးပြီးပွဲတယ်တခုကိုဒေါ်လာ9000နဲ့3သိန်းကြားပြီးပွဲတာပေါ့နော်ဘာပဲဖြစ်ဖြစ်ရောင်းရတန်တယ်လို့ပြောလို့ရတယ်ကျမတို့နိုင်ငံမှာဆိုရင်အခုလက်ရှိ350 200ကြားပြီးတယ်ပေါ့နော်ယောဂအခမ်းမရှိပဲသွားရောက်ရင်တော့ကိစ္စမရှိဘူးကို့မှာယောဂရှိနေအောင်မသိပဲသွားရောက်မိရင်တော့အသက်ပါဆုံးရှုံးနိုင်တဲ့အခြေအနေရှိရတဲ့အတွက်မိဘတွေတတိထားအောင်ပြပြပေးတာပါ